Hello မမေတို့ရေဒီနေ့အိမ်ရဘေဘီလေးတွေဘာလေးချက်ကြည့်လဲရှင်အေးရသားလေးကိုဒီနေ့ပေါ့နော်ငါးထမင်းလေးချက်ကြည့်ပါမယ်မာလာဦးနီရဲ့အာလူရဲ့ကစုံဦးရဲ့ဟင်းနုနယ်ရဲ့ပန်းပွင့်စဲရဲ့ပေါ့နော်ဒါလေးတွေအရင်ဦးဆုံးတန့်စင်အောင်လုပ်ပြီးတော့ကိုခလေးလေးစားမယ်အနေတော့တေးလေးတွေတုံးမယ်ပေါ့နော်တသားကရှစ်လဖြစ်တဲ့အတွက်တေးလေးတွေတုံးပြီးတော့နည်းနည်းလေးပဲခြီးပြီးတော့ကြည့်ပါတော့မယ်အရင်လိုညညကြီးကြိတ်ကြမလို့တော့ဘူးပေါ့နော်သူတို့လေးတွေကလည်းတဖြည်းဖြည်းနဲ့ကြီးလာပြီပေါ့ကွယ်ညရအရင်ဆုံးပြစ်လေးကနေပြီးတော့လုံးကွဲလေးကနေပြီးတော့ထမင်းလေးတွေသူတို့လေးတွေတစ်နှစ်လောက်ဆိုစားတက်လာပြီသူတို့လေးတွေကလည်းတဖြည်းဖြည်းကြီးလာတယ်ပေါ့နော်ကြီးလာတဲ့အခါမိမိတွေလည်းချက်ရတာတဖြည်းဖြည်းလေးနဲ့အစင်တော့ပြေလာပြီပေါ့နော်ပြောရမယ်ဆိုရင်တော့အရင်ဦးဆုံးအကုန်လုံးတန်းစင်အောင်လုပ်ပြီးရင်ဒီလိုလေးကိုရေနွေးလေးနဲ့ထည့်လိုက်မယ်ပေါ့နော်ရေနွေးလေးထည့်ပြီးတော့ပေါင်းလိုက်မယ်အပေါ်ကငါးတုံးကအေးရပေါင်းလိုက်တယ်ပေါ့နော်ဒီမှာပြောချင်တာကလေစီတက်ပြီးတော့လည်းချက်ကြည့်လို့ရနေပြီပေါ့နော်ချက်သွန်ဖြူတွေပါလေလည်းစမ်းလို့ရနေပြီရှစ်လားဆိုတော့ကျွေးလို့ရနေပါပြီအေးရကြတော့မကျွေးသေးဘူးပေါ့နော်မကျွေးတော့ချက်သွန်ဖြူကတိတ်သူနဲ့ဟိုတနေ့ကကျွေးတာတိတ်မတည့်တယ်လို့ဖြစ်လို့အေးရမကျွေးသေးတာပါတရားမာရှူဝါဆာမုတ်ဒီမာရှူဝါဆာမုတ်မှာပါတဲ့အသီးရွက်လေးတွေ၄မျိုး၅မျိုးပါတယ်လေအဲ့ရနေအေးရတဲ့ခါကျရင်ကြည့်တယ်ပေါ့နော်ဒီကမုတ်ပေါ့နော်ဒီဟာလေးကလေခလေးတွေဝေးမသွားဘူးဆိုလေဒီဟာလေးကိုတိုက်ပေါ့နော်သူက fiber ပဲသူအမြင့်တက်ပေါ့နော်ဒီတပတ်ကိုတစ်ခါလောက်တိုက်ကြည့်3ရက်တစ်ခါတော့ဝင်းတော်ချုပ်တဲ့ကလေးဆို3ရက်တစ်ခါတော့တိုက်တော်အဆင်ပြေတယ်ဝင်းပြော့တယ်ဗောတိတ်မညှစ်ရအောင်ကွယ်အဲ့ဒါဆွေးစင်ကလေးဆိုင်ညီမလေးကအမကိုပြောလို့မဝယ်ထားတာတသားလေးနဲ့အဆင်ပြေတယ်ဗောနော်ဒီလိုပြစ်လေးရလာပြီဆိုရင်ရပြီပေါ့နော်အဲ့ဒါဆိုရင်အေးကဟိုစိတ်ချရောနဲ့ခြီလို့တော့ရတယ်ဒါပေမဲ့အေးကကြိတ်ချီကောတိတ်မကြိုက်လို့ပေါ့နော်ဒီကျိတ်ဆက်လေးနဲ့ပဲတစ်ချက်နှစ်ချက်ပဲမှုလိုက်အဲ့နှစ်ချက်လောက်ဆိုအဲ့လိုလေးမှုပြီးရပြီဒါဆိုလုံးခွဲလေးပြောရဒီဘက်ကျန်နည်းနည်းကြည်ထားတယ်ပေါ့နော်အဲ့လိုမျိုးလေးနှစ်ခုရောမယ်တနေ့စာတနေ့ပဲအေးကချက်တာပေါ့နော်အဲအကြောင်းမလို့တနေ့စာပဲဒီငါးနှွှင်နာတာလေးထည့်ပြီးတော့ဒီလိုလေးပြန်ပြီးတော့ကြိုပြီးတော့သူ့ဒီအိုးတွေကနေပြီးတော့ခက်